မတန်ဆွမ်းမျိုးသားတဦးဟာအလုပ်အင်တာဗျူးသွားဖို့ပြင်ဆင်နေစဉ်မှာသူ့ရဲ့စာရွက်စာတမ်းဖိုင်တွေဟာရုတ်တရက်မြေပြင်ပေါ်ပြုတ်ကျသွားခဲ့တယ်။အခြားအလုပ်လျှောက်ထားသူတဦးကသူ့နောက်ကနေလျှောက်လာတာကြောင့်ထိုမတန်ဆွမ်းမျိုးသားကဖိုင်တွေကိုကောက်ပေးဖို့အကူအညီတောင်းလိုက်တယ်။ဒါပေမဲ့အဲ့ဒီလူကဖိုင်ကိုကောက်ယူပြီးဘယ်သွားမလို့လဲလို့မေးတဲ့အခါမတန်ဆွမ်းသူကဟိုးရှိကကုမ္ပဏီမှာအင်တာဗျူးရှိလို့ပါလို့ပြန်ဖြေခဲ့တယ်။ဒါကိုကြားတော့အဲ့ဒီလူကဒေါသတကြီးနဲ့မင်းကမက်တက်တောင်တေချာမရက်နိုင်ပဲနဲ့ကုမ္ပဏီတစ်ခုကိုဘယ်လိုစီမံခန့်ခွဲမှလဲမင်းလိုလူမျိုးကဘယ်တော့မှအလုပ်ရမှာမဟုတ်ဘူးလို့ပြောပြီးဖိုင်ကိုနင်းချပြီးကျန်းကျင်ပေါ်လွှင့်ပစ်ကကုမ္ပဏီနားကိုမျက်နှာတောင်လာမပြနဲ့လို့ဆိုပါထွက်သွားခဲ့တယ်။မတန်ဆွမ်းမျိုးသားဟာကိုယ်တိုင်လည်းကောက်လို့မရတာကြောင့်အရန်စိုးရိမ်နေခဲ့ရရှာတယ်။အဲ့ဒီအချိန်မှာပဲတတိယမြောက်အလုပ်လျှောက်ထားသူအမျိုးသမီးတဦးအပြေးလွှားရောက်လာပြီးဘာဖြစ်လို့လဲရှင်ကျမဘာကူညီပေးရမလဲလို့လှမ်းမိခဲ့တယ်။သူကကျွန်တော်ကိုကူညီပါအောင်ရိုင်းဆိုင်တဲ့လူတစ်ယောက်ကကျွန်တော်ရဲ့ဖိုင်ကိုမြေပြင်ပေါ်လွှင့်ပစ်သွားလို့ပါလို့ပြောတော့စိတ်ကောင်းရှိတဲ့ထိုမိန်းကလေးကဖိုင်ကိုကောက်ပေးပြီးမစိုးရိမ်ပါနဲ့ရှင်ကစာရွက်စာတမ်းတွေကိုတွန်းနဲ့ပို့ထားပြီးသားပဲဥစ္စာရှင်အင်တာဗျူးဖြေခွင့်ရမှာပါလို့အားပေးပြီးကုမ္ပဏီတဲကိုအတူတူတွဲခေါ်သွားခဲ့တယ်။သူတို့ရောက်သွားတဲ့အခါအဲ့ဒီရိုင်းဆိုင်တဲ့လူကရောက်နေပြီးသားဖြစ်ကမတန်ဆွမ်းမျိုးသားကိုသူ့ဘေးမှာထိုင်ခွင့်မပေးဘဲညှင်းဆန်ခဲ့ပြန်တယ်။မျိုးသားကကျွန်တော်ကိုထိုင်ခွင့်ပြုပါကျွန်တော်အကြာကြီးမတက်မရက်နိုင်လို့ပါလို့တောင်းပန်ပေမဲ့ရိုင်းဆိုင်တဲ့လူကမင်းကိုမင်းအောင်အာမကိုနိုင်ပဲနဲ့ကုမ္ပဏီကိုဘယ်လိုထောက်ပံ့မလဲမင်းကဒီအလုံးနဲ့မထိုက်တန်ဘူးလို့ထပ်ပြောခဲ့တယ်။အဲ့ဒီအချိန်မှာပဲကုမ္ပဏီရဲ့အတွင်းရေးမှူးရောက်လာပြီးရှောက်ထားသူ၃ယောက်လုံးကိုအင်တာဗျူးခန်းထဲခေါ်သွားခဲ့တယ်။အထဲမှာတော့ကုမ္ပဏီပိုင်ရှင်တထေးမကြီးကစောင့်ဆိုင်နေပြီးသူတို့ကိုကြိုးစိုးကလုပ်ငန်းအတွေ့အကြုံတွေကိုမေးမြန်းခဲ့တယ်။ရိုင်းဆိုင်တဲ့လူကဂုဏ်ယူဝင်းကြွားစွာနဲ့ကျွန်တော်မှာအတွေ့အကြုံတွေအများကြီးရှိတယ်ဒီပမှာလည်းအလုပ်လုပ်ခဲ့ဘူးပြီးလူတွေကိုအမြဲကောင်းကောင်းမွန်မွန်ဆက်ဆံတတ်ပါတယ်ဒီအလုပ်ကကျွန်တော်နဲ့အကိုက်ညီဆုံးပါပဲလို့ညာပြောလိုက်တယ်။စိတ်ကောင်းရှိတဲ့မိန်းကလေးကတော့ကျမနယူးယောက်အပါဝင်ကုမ္ပဏီကြီးအချို့မှာအလုပ်လုပ်ခဲ့ဘူးပါတယ်။ဒီကုမ္ပဏီကိုရွေးချယ်ရတာကကုမ္ပဏီရဲ့စံတန်ဖိုးတွေဟာကျင်နာမှုနဲ့လူသားဆန်မှုအပေါ်အခြေခံထားလို့ပါလို့ဆိုခဲ့တယ်။မတန်ဆွမ်းမျိုးသားကတော့ကျွန်တော်မှာသူတို့လိုဘွဲဒီဂရီတွေမရှိပါဘူးဒါပေမဲ့ဒီကုမ္ပဏီရဲ့စံတန်ဖိုးတွေကိုယုံကြည်ပြီးကုမ္ပဏီအတွက်စွမ်းစွမ်းတမန်စူးစမ်းပေးချင်ပါတယ်လို့ပြောလိုက်တယ်။အဲ့ဒီအခါရိုင်းဆိုင်တဲ့လူကလှောင်ရဲပြီးမင်းကမတန်ဆွမ်းလေဒီမှာအလုပ်လုပ်ဖို့မတင်တော့ပါဘူးလို့ထပ်နေချပြန်တယ်။တထေးမကြီးကဒေါသထွက်သွားပြီးမတန်ဆွမ်းသူတယောက်ကအလုံးမလုံးနိုင်ဘူးလို့ရှင်ထင်နေတာလား။ခေါင်းဆောင်မဖြစ်နိုင်ဘူးတန်ဖိုးမရှိဘူးလို့ထင်နေတာလားလို့မေးလိုက်ပြီးသူမရဲ့ဝီချဲကိုနောက်ကိုဆုပ်ပြလိုက်တဲ့အခါသူမကိုယ်တိုင်လည်းမတန်ဆွမ်းသူဖြစ်နေတာကိုမြင်ပြီးအားလုံးထိတ်လန့်သွားကြရတယ်။သူမကရိုင်းဆိုင်တဲ့လူကိုကြည့်ကရှင်ကဒီကုမ္ပဏီနဲ့လုံးဝမထိုက်တန်ဘူးဒီမှာကဘွဲဒီဂရီတွေထက်ကျင်နာမှုနဲ့လူသားဆန်မှုကိုပိုတန်ဖိုးထားတယ်လို့ပြောလိုက်တယ်။အဲ့ဒီအချိန်မှာပဲမတန်ဆွမ်းမျိုးသားကသူ့ရဲ့ဂျိုင်းထောက်တွေကိုဘေးဖယ်လိုက်ပြီးကျွန်တော်ကအလုပ်လာလျှောက်တဲ့သူမဟုတ်ပါဘူးအင်တာဗျူးအဖွဲ့ဝင်တယောက်ပါအပြင်ဘက်မှာမင်းရဲ့ကျင်နာမှုနဲ့တနာစာနာစိတ်ကိုကျွန်တော်စမ်းသပ်နေခဲ့တာပါလို့အမှန်တရားကိုဖွင့်ဟလိုက်တယ်။တထေးမကြီးကရှင်စမ်းသပ်ချက်မှာကြာရှုံးသွားခဲ့ပြီးဘာလို့လဲဆိုတော့ရှင်မှာလူသားဆန်မှုနဲ့စာနာစိတ်လုံးဝမရှိလို့ပဲထွက်သွားပါလို့နှင်ထုတ်လိုက်တယ်။ထိုလူလည်းအရှက်ရပြီးဒေါသတကြီးနဲ့ထွက်ခွာသွားရပါတော့တယ်။ထို့နောက်တထေးမကြီးကစိတ်ကောင်းရှိတဲ့မိန်းကလေးကိုလှိုက်လိုက်လဲကြိုဆိုပြီးအလုပ်ခန့်အပ်လိုက်တဲ့အခါသူမကလည်းတကယ်ကိုကျေးဇူးတင်ပါတယ်ရှင်လို့ဝမ်းသာအားရပြန်ပြောခဲ့တယ်။လူတစ်ယောက်ရဲ့စစ်မှန်တဲ့ကြီးမြတ်မှုဆိုတာဘွဲဒီဂရီယာဒူးဒါမှမဟုတ်စီးစိမ်ချမ်းသာပေါ်မှာမူတည်နေတာမဟုတ်ပါဘူး။အခြားသူတွေအပေါ်ဘလောက်အထိရိုသေလေးစားမှုကျင်နာမှုနဲ့ကောင်းမွန်တဲ့စိတ်သက်ထားရှိတယ်လဲဆိုတာပေါ်မှာပဲမူတည်တာပါ။အကယ်၍တင်တို့အနေနဲ့ကုမ္ပဏီပိုင်ရှင်ရဲ့စမ်းသပ်ချက်ဟာမှန်ကန်တယ်လို့ထင်ရင်တော့commentထဲမှာရက်လို့၃ချိန်ရေးသားပေးခဲ့ကြပါဦးနော်။